အားလုံးပဲမင်္ဂလာပါရှင်အခုကျမပြပြပေးမယ့်စာအုပ်လေးကတော့ဆရာမောင်ထွန်းသူဘာသာပြန်ထားတဲ့အနန္တမေတ္တာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်အပိုင်း1အဝတ်လဲပြီးသွားသည့်အခါလူစည်းသည်သူ့အိတ်ကံပြတင်းပေါက်စီသို့သွားရက်ခါအပြင်သို့မျှော်ကြည့်သည်ယခုဒီဖရန်အရေးအရာကိုမမြင်ရသည်သူသည်ဇာခန်းစီနောက်တွင်ရက်ကတမိုင်နီးပါးခန့်အကွာရှိနေရမှာမြေကမ်းမဘေးအတိုင်းမြို့ဘက်သို့ဥတီသွားနေသောလမ်းမကြီးသို့အမတ်တမဲ့ငေးကြည့်နေမိ၏လမ်းမကြီးသည်လူသွားလူလာကင်းမဲ့ကတိတ်ဆိတ်6သီးလျက်ရှိသည်အနီးတစ်ဝိုက်တွင်အဖိုးအိုဘိုးကြီးနှင့်သူ့ခွေးမတပါတခြားလူမရှိအသက်ကြီးလာပြီဖြစ်သောဘိုးကြီးသည်အဆင့်မြင့်ကြိုက်ခဲသောယောဂကြောင့်သူ၏လျှို့အပြင်ဘက်တွင်ထွက်ခါနေရန်ကိုမှီ၍နေစာလုံနေခြင်းဖြစ်သည်သူ့ခွေးသည်လမ်းဘေးပလက်ဖောင်းပေါ်တွင်ခေါင်းကိုမေးတင်ကအိပ်လျက်ရှိသည်ဩဂုတ်လ၏မိုးလွဲပိုင်းနေအောင်သည်ကြည်လင်တောက်ပလျက်ရှိ၏နေအောင်အောက်တွင်အဖီလန့်မြို့သည်ဝင်းလန့်နေသည်ဒူရန်အိတ်ကန်းရှိအဆောက်အုံခေါင်မိုးများနှင့်ခေါင်းတိုင်များသည်လည်းတပြောင်ပြောင်တလက်လက်ဖြစ်နေကြသည်တကယ်တော့ဤလမ်းမရဲ့ဤရဲ့ဆောက်ဦးများနဲ့ဤအိမ်များသည်သူတွေ့မြင်နေကြမြင်ကွင်းတစ်ခုဖြစ်သည်သို့တော်လည်းအခုလိုရွှေရောင်တန်းနေသည့်အလင်းရောင်နေကြတော့ရှုခင်းသည်ရိုးသွားသည်ဟုမရှိကြီးမွားအောင်လှပနေစေပင်ဖြစ်၏နေရာတွင်တလက်လက်တောက်ပနေသည့်ပင်လယ်ကွေ့အတွင်းမှရေပြင်အနီးကမ်းမထက်မှစိတ်မြမြတ်တော့အုပ်အနောက်ဘက်တလွာတွင်မိုးကောင်းခင်းစီသို့ထိုးတက်နေသည်တောင်ထွက်တောင်ထိပ်များဤရှုခင်းသည်သူနှင့်တရင်တနီဖြစ်လာခဲ့သည်မှကြာခဲ့ပြီစောင်းပေါက်တော်မူအရေးလက္ခဏာများကိုမြင်နေရပြီးဤရာသည်ကိုသူမျက်နှာလှ၏သူအကြည့်သည်လီယုံဤတစ်ဖက်ရှိလင်းယုံကူတို့တင်မောငယ်ပေါ်တက်၍ကစားနေသောသူ့သားထံရောက်သွားသည်ကူးတို့တင်မောသည်စိတ်ကန်း၌စိုက်ကပ်ထားခြင်းဖြစ်၍သူ့သားသည်တင်မောကုန်းမက်ပေါ်၌အလုများနေရှာသည့်ဒေ့အားကိုညီနေသလားနှောက်ယှက်နေသလားကိုညီဖို့ထက်နှောက်ယှက်ဖို့ကတော့ပိုများသည်မှအမှန်ထိုအတွေ့ဝင်လာသည့်အခါသူ့သားငယ်၏အပေါ်၌ချစ်ခင်မျက်နှာသည်မိခင်စိတ်သည်ဝင်လာသည်သူသည်တစ်ချက်မှပြုံးလိုက်ပြီးတော့ပြတင်းပေါက်နားမှခွာလာခဲ့သည်ဝတ်တိချတာဘီရိုကြီးရှိမှအဖြက်တွင်တခဏမျှရက်၍မှန်ထဲ၌ထင်အပ်လာသည့်သူ့ရဲ့ရုပ်လွှာကိုကြည့်နေမိသည်သူ့အရက်သည်မမြင့်မနေပါလွှာသောအဝတ်စားများအောက်မှတောက်တင်းဖြောက်ဆင်းသောသွေလက်လက်ခဏကိုသည်ငယ်ရွယ်ပြိုပြစ်မှုကိုအထင်ရှားဖော်ပြနေသည်အသက်အားဖြင့်26နှစ်များရှိနေပြီဖြစ်တော်လေသူ၏နုပြိုမှုကအသက်16နှစ်အရွယ်တသားမြတ်သာရှိနေစေသူ့အသားရည်သည်စူပြေလန်းဆန်းကသွေးရောင်နှမ်းလျက်နေသည်သူ့မျက်နှာသည်တွေ့လျက်ဖြစ်၍သူ့မျက်လုံးအစုံသည်အပြာရောင်ဖြစ်သည်လဲတိုင်းကြွကြွသည်သူ့မျက်နှာနှင့်လိုက်ရောညီတွေရှိလာ၏တကယ်တော့သူ့မျက်နှာသည်ရိုးသားပွင့်လင်းမှုအကင်းပါမှုနှင့်တွက်လက်ဖြစ်လက်မှုများကိုပြည်ပြင်းပြတ်သားစွာဖော်ပြနေသည်သူသည်သူ၏နတ်မောင်သောစပင်များကိုလက်တစ်ဖက်ဖြင့်အသာအရာတက်လိုက်ပြီးတော့သူ့မျက်နှာကိုတခဏမျှစိုက်ကြည့်နေသည်ထို့နောက်သူနေကင်းကဝတ်ပြီးတော့ချွတ်ထားခဲ့သောအဝတ်ကိုခောက်၍ဘီယိုအောက်ဆုံးထက်တွင်ထည့်ထားလိုက်သည်ဘီယိုကိုပြန်ဖိတ်ပြီးသည့်အခါအခန်းတစ်လုံးလုံးစစ်စစ်ဆက်ဆက်ကြည့်သည်အခန်းထဲရှိပစ္စည်းအလုံးသည်သူလိုချင်သည့်ပုံစံအတိုင်းသူ့နေရာနှင့်သူစနစ်တကျရှိနေသည်တခန်းလုံးလည်းသူ့စိတ်တိုင်းညာတက်ရှင်းစင်ကြယ်လျက်ရှိသည်သူသည်ကျဉ်နဲ့အားရသောမျက်နှာသားဖြင့်အောက်ထပ်သို့ဆင်းလာခဲ့လေသည်အမှန်တော့လူစည်းသည်သူ့အိမ်ကိုအမြဲတစေကြည်လင်ပြောင်လဲနေအောင်ထားရမှကျဉ်တဲ့သူဖြစ်၏အိမ်ထဲတွင်အနှံ့သက်များလည်းကောင်းနေမှအစွန်းအကွက်ဟူ၍လည်းလုံးဝမရှိဘဲနဲ့ပြောင်ဆင်းနေမှပါစိတ်တိုင်းကြသူဖြစ်သည်သို့မှသာလျှင်အိမ်ရှင်မကောင်တယောက်ပိသားသည်ဟုယူဆကဂုံယူတတ်သူဖြစ်၏သူ့အိမ်သည်ခက်သေးသေးဖြစ်တော်လဲတီးခြားချံဝန်းကလေးနှင့်ဖြစ်၍အဖီနတ်မျိုးအစွန်းစင်ချေဖုံးတွင်တည်ရှိသည်သူသည်မိဖို့ကြောင့်ထဲသို့ဝင်လာခဲ့ပြီးတော့အိုးခွက်ပကံစီးကြောသည့်နေရာဘက်သို့လျှောက်လာသည်အခုတည်းမပြီးသေးဘူးလားနတ်တာဟုလမ်းမိသည်အခုပဲပြီးတော့မှာပါမစစ်မှုဟုနတ်တာကဖြေသည်မစ္စတာမိုးပြန်လာကန်နီးနေပြီဟုလူစီကဆက်ပြောသည်အခုကတည်းကကြက်ဥတွေပြုတ်ထားတော့ဟုတ်ကဲ့ပါပြုတ်ရင်လည်းတတိထားပြုတ်တော့နတ်တာမာသွားအောင်ရှက်လက်ကရေးလေးနည်းနည်းထည့်ပြုတ်မိမသွားနဲ့အောင်နော်မမေ့ပါဘူးမစ္စတာမူ
နတ်တာသည်အရက်ရှိရှိပိန်ပိန်ပပနှင့်တွက်လက်ဖြက်လက်သည်အသက်မှာ18နှစ်မျှသာရှိသေး၏အလုတ်ကိုတွက်လက်လက်နှင့်လူလူချင်းချင်းလုံးတတ်သည်စိတ်ဆက်ပြီးတော့စကားနှဲတော်လဲချစ်ခင်နှစ်လူဝေရာကောင်းသည်အလုတ်ကိုမပြင်းမရလှုပ်တတ်သောအကျင့်စရိုက်ရှိတော်လဲအလုတ်ရှင်အားစကားပြန်ပြောသည့်အခါများတွင်ဘယ်တော့မှအလွန်အကျိုးရိုသေကျိုးနှုတ်သည့်စာနှင့်မတန်စသောစကားလုံးများကိုသုံးလိမ့်မရှိရင်ကျေးသိမ်မွေးစာဖြင့်တရွတ်တည်တလေးသက်စာပြန်ပြောတတ်တော်လဲလွန်ကဲသောခါရဝတ်ထွားမှုကိုဖော်ပြသည့်အသုံးနှုန်းနှင့်အပြုမှုများကိုပြုလုပ်လိမ့်မရှိပကံခွက်ရများဆေးပြီး၍အပြင်သို့ထွက်လာသောနတ်တာသည်သူ့အတွင်းနှင့်သူပြုံးသည်ဒီစပင်ကိုပုံသိညှက်ပြီးခဲ့ကြတဲ့ကကျမအဝတ်လဲတာအချိန်တကြာသွားတယ်လို့ပြောတယ်အေးပါဟုတ်ပါတယ်နင်အဝတ်လဲတာဘာကြောက်ကြတယ်ဆိုတာလဲငါသိပါတယ်ဟုလူစီကတွေးသည်နင့်ကိုဒေးဘူဝီကစိတ်ဝင်တစားကြည့်ကြည့်နေတဲ့အချိန်ကလေးကအဝတ်လဲတာအလှပြင်တာတွေကြကြလာတာပါစပင်ပုံကနှသားပဲဒီပုံမျိုးကိုဒီစကကြိုက်တဲ့လားဟုလူစီကမေးသည်နတ်တာလဲရှက်စိတ်ပြေခေါင်းခံသည်သူသည်ကြက်ဥတလုံးကိုအိုးနှခမ်းနဲ့ရိုက်ခွက်လိုက်ပြီးတော့သူ့အားဟင်းဟင်းလို့မရေမရရေရွတ်ခါရှာလကရဲ့ပလင်းသွားယူသည်လူစီသည်အိမ်စီမလေး၏လှုပ်ရှားမှုများကိုအတန်ကြာမှရက်ကြည့်နေသည်ပြုံးကြည့်ရခြင်းစိတ်ကိုချုပ်ထိန်ထားသည်ပြီးတော့သူကိုယ်တိုင်၏စိတ်ကြည်နူးတိုက်ရမှုကိုပြန်ရသတိထားနေမိသည်သူကိုယ်တိုင်ပလင်းဖယမ်းမြို့ထဲမှပြန်ရောက်လာတော့သည်အခုလိုချိန်ကလေးရောက်လာတိုင်းစိတ်ထဲတွင်တာယာကြည်နူးခြင်းဖြစ်ရသည်မဟုတ်ပါလားထိုအချိန်နှင်းနီးလာတိုင်းတအိမ်လုံးကိုတက်ရှင်းစီကျဲသွားအောင်ရှင်းလင်းတုတ်တင်ကအဝတ်များလွဲ၍ဖရန်အရောက်လာတာကိုတမျောမျောဖြစ်နေတတ်သည်မဟုတ်ပါလားသူသည်အိမ်ရှိခမ်းမကိုဖျက်ကာတကားကိုဖွင့်ရင်အပြင်သို့ထွက်သည်အပြင်ဘက်မှကြောက်စလစ်ခဲများခင်းနာသောလူသွားလမ်းကလေးအတိုင်းလျှောက်လာခဲ့သည်လေးတောက်ဆက်ဆက်ခက်သေးသေးပန်းကြံကလေးတည်းရှိမြက်ခင်းစိမ့်စိမ့်နှင့်ပွင့်ဖူးနေကြသည့်ပန်းပင်များကိုကြည့်ရင်ဝင်တကားပတ်သို့သွားကတကားကိုဖွင့်လိုက်သည်လမ်းမပေါ်တွင်လှူရှားမှုတစ်ခုရှိနေပြီးသူ့ဘက်သို့ပြေးလာနေသည်သူ့သား၏အရေးသည်သူ့သား၏နောက်မှထက်ချက်မခွာပြေးလိုက်လာနေသည်အမေကြီးသူ့သားထံမှသူ့အားအော်ခေါ်လိုက်သည့်အတန်ကိုကြားရသည်ကျွန်တော်ဒေးစ်နဲ့လင်းယုံသင်္ဘောပေါ်မှာအလုပ်လုပ်ခဲ့တယ်ဟုတ်ရဲ့လားဟုလူစီကမယုံကြည်သည့်လေတံဖြင့်ပြန်ပြောသည်ဟုတ်တယ်အမေရဲ့တကယ်ပြောတာဟုရှစ်နှစ်သားသူ့သားကဝမ်းသာအားရပြောသည်ဒေးစ်ကကျွန်တော်ကိုကြိုးတစ်ချောင်းဆက်ခိုင်းနေသီလားဟုတ်လားကောင်းတာပေါ့နောက်ပြီးတော့ကလူစီကအလိုက်တင်ပြန်ပြောကသူ့သား၏နှာခေါင်းပေါ်မှာမှဲ့ပြောက်ကလေးများကိုတတိထား၍ကြည့်မိသည်သူ့သားနှာခေါင်းသည်ဖူးတူတူကလေးဖြစ်၏ဤနှာခေါင်းမျိုးနှင့်ဤမဲကြောင်မျိုးကိုသူတွေးခဲ့ဘူးပေါင်းများလာပြီသူ့အဖို့သူ့သားပီတာ၏နှာခေါင်းလောက်ဘယ်နှာခေါင်းမှဆွဲဆောင်မှုမရှိသူအသက်အရွယ်နှင်းစားလျင်သူ့သားပီတာသည်ရင်ကျေးတိမ်မွေ့သောခလေးတယောက်ဟုဆိုနိုင်စရာရှိသည်ဟုထင်၏စပင်သည်အညိုရောင်မျက်လုံးများသည်လည်းသူ့အဖေလိုပင်အညိုရောင်ဖြော့ဖြော့သူ့မျက်စိထဲတွင်သူ့သားသည်ချစ်စရာအလွန်ကောင်းသည့်လူကျော်လူလှလေးတဦးဖြစ်သည်အခြားကလေးများတွင်လည်းချစ်စရာကောင်းသည့်အကွက်ကလေးများရှိကြပေလိမ့်မည်သို့တော်လည်းသူ့သားပီတာလောက်တော့ချစ်စရာကောင်းလိမ့်မည်ဟုမထင်မေတာကြောက်တိုးပြစ်တဲ့ကစားခြင်းနဲ့သွားရမလားဟုပီတာကမေးသည်ကြောက်တိုးကိုသားဘယ်ကရတယ်လဲပီတာကရေကျဲကျဲလောက်ခါသူ့အမေကကြည့်နေသည်ဒီနေ့ကြောက်တိုးပြစ်နေတဲ့ကောင်လေးတွေနဲ့သားတွေ့တယ်ကောင်လေးတယောက်စီကကြောက်တိုးနှလုံးသားကချေးပြီးတော့သူနဲ့ပြစ်တာသားကနိုင်နေသူ့စီကချေးထားတဲ့ကြောက်တိုးတွေလည်းပြန်ဆက်လိုက်တယ်သားစီမှလည်းပိုသေးတယ်တိလာမေဆိုပြီးတော့ပီတာကဘောင်းမီအိတ်ကထဲမှာကြောက်တိုးများကိုထုတ်ပြတယ်မေကလွတ်ရင်သားသွားပြီးကစားမယ်နောက်ထပ်အများကြီးနိုင်အောင်ပါနေအောင်သားလက်ဖက်ရည်ရင်တောက်မယ်မင်းရဲ့ဖေအခုပဲရောက်တော့မှကဲအိမ်ထဲသွားခြေတွေလက်တွေစီးအောင်ညစ်ပတ်နေရင်မကောင်းဘူးပီတာသည်လေတစ်ချက်ခြုံလိုက်ကကြောက်စလစ်လူသွားလန်းတဲ့အအိမ်ဘက်သို့ပြေးသွားသည်လူစီ၏အကြည့်သည်မြို့ဘက်မှလာနေသောအိမ်မစီသို့ပြန်ရောက်သွားသည်နောက်တစ်ခဏမျှအကြာတွင်သူ့ယောက်ျားဖရန်သည်သူ့မြင်ကွင်းထွက်သို့ဝင်လာသည်ထိုအခါကျတော့လေသူ့ရင်သည်ပေါ့သွားသည်သူ့စိတ်သည်ချက်ချင်းမိကျင်းလင်ပေါ့ပါသွားသည်သူ့ယောက်ျားသည်ခါးကိုကိုင်း၍ခေါင်းကိုငုတ်ခါရှောက်လာနေခြင်းဖြစ်သည်သူအကျဉ်းစရိုက်တိုင်းအေးအေးဆေးဆေးနိုင်လို့လှ၏သူ့ပုံစံကိုကြည့်ကချစ်လဲချစ်သည်တနာလဲတနာသည်စိတ်မရှိနိုင်အောင်လဲဖြစ်ရ၏
ရုတ်တရက်သူ့ကောင်းတဲ့တွင်အောင်မြင်မှုနည်းနေသည်လက်ရှိအခြေအနေကိုတွေးမိသည်ထိုအခါသူတို့နှစ်ဦးဆုံတွေ့ခဲ့ရသည့်အဖြစ်ကိုပြန်၍သတိရမိသည်ထိုအချိန်ကသူ့အကူရစ်ချက်နေခဲ့သည့်ဘဝကိုပြန်၍သတိရမိသည်တယောက်ကိုအိမ်နောက်ကြကစားရှိနေအလုံးဝင်မလုပ်မီကရိုင်းညီကိုမပိုင်ကုမ္ပဏီ၌အလုံးဝင်လုပ်ခဲ့သည်ရစ်ချက်သည်အရာရာတိုင်းတွင်စစ်ဆက်သေးချာသူတဦးဖြစ်၏အသေးဖွဲ့မှအစာဂယုဆိုင်လွန်သောအကျင့်လည်းရှိ၏ထိုစဉ်ကရစ်ချက်သည်သူ့ဇနီးအီဖာအတွက်ဘာမဆိုဖြစ်အောင်လုပ်ပေးလေးရှိတော်လဲမိမိအတွက်မူသိပ်ပြီးတော့အရေးတယူမရှိခဲ့အကိုတယောက်အနေဖြင့်တာဝန်အရာထင်းသိဆောက်ရှောက်မှုမျိုးကိုသာပေးခဲ့သည်ရင်းကဲ့သို့ဖြစ်ရခြင်းသည်သူ့သားငယ်ချာလီဟာပြုစုဆောက်ရှောက်နေရသည်ကတကြောင်ကလေးမိဖွားပြီးခဲ့တဲ့ကချူချလာသောသူ့ဇနီးအီဗာကျမကြီးကိုဂယုဆိုင်နေရသည်ကတကြောင်တို့ကြောင့်ဖြစ်ကောင်းဖြစ်ပေလိမ့်မည်အမှန်တော့လေရစ်ချက်နှင့်မိမိသည်ဘယ်တော့မှတဲ့ကြသည်မရှိသဘောချင်းမတိုက်ဆိုင်သည်ကများ၏အခြေခံစိတ်သဘောတဘာဝချင်းမတူကြ၍ပင်ဖြစ်ရမည်ဟုမိမိကတော့ယူဆခဲ့၏ထို့နောက်တော့လူငယ်တဦးဖြစ်သောဖရန်ကမိမိအပေါ်စိတ်ဝင်စားလာသည့်အခါတွင်မူထိုအဖြစ်ကိုသတိရသည့်အခါလူစီမပြုံးမဲမနေနိုင်ထိုစဉ်ကဖရန်သည်14ရက်တခါအလို့အားသည့်နေ့တိုင်းမိမိထံရောက်လာလေရှိ၏ဖရန်သည်နမောနမက်နိုင်ုံမြမကမိမိတို့အတိုင်းဝိုင်းကတိနားလေထားသည့်ယဉ်ကျေးဖွယ်ရာများကိုလည်းနားမလဲတကယ်တော့မိမိခွန်မွန်လောင်းအားအဖက်လိုနေရာမျိုးရှိအငားဆောင်တစ်ဆောင်၌တွေ့ကြရသည်မှာတိတ်ပြီးတော့ဂုံတိခါကတော့မမြင့်မာလားအသေးချာစဉ်းစားလင်ရည်စရာပင်ကောင်းသည်ထင်၏မြည်တို့ပင်ဖြစ်စေကမူအကျင့်စရိုက်နှင့်အရေးချင်းချင်းမတူညီကြသောသူတို့နှစ်ယောက်သည်တဦးနှင့်တဦးခွဲခွာ၍မရနိုင်တော့အောင်ပို၍နီးစပ်လာခဲ့ကြသည်ယခုလိုမိုးလဲပိုင်းအချိန်မျိုးတွင်သူတို့သည်အနီးတစ်ဝိုက်ရှိတစ်တော်များတွင်လမ်းလျှောက်သည့်အခါလျှောက်ကြသည်အောက်ဘက်အနိမ့်ပိုင်းထဲရှိပင်လယ်ကွေ့ရေပြင်လှတွင်ငေးမောသည့်အခါငေးမောကြသည်ရစ်ချက်ကတော့ပြင်းထန်သည်နယ်လက်အယောင်သမားတို့ဦးဖြစ်သောဖရန်အပေါ်၌နည်းနည်းကလေးမှအထင်မကြီးသူတို့နှင့်ဖရန်သည်ဘာသာအယူဝါဒလည်းတူညီကြသည်မဟုတ်ပြီးတော့အရေးချင်းကြီးလည်းတူညီကြသည်မဟုတ်အိုင်ရစ်မိဘများမှပေါက်ဖွာလာသူတို့သည်အငက်ဘေးကြောက်သာသူ့နိုင်ငံမှထွက်လာခြင်းဖြစ်သည်ဟုရစ်ချက်ကဆိုသည်တနှစ်နှင့်နှစ်ကြိမ်ဆိုင်သည့်အာလူကင်းများပျက်စီးအငက်ဘေးရောက်ကြသည့်အခါ၌လမ်းဘေးမှာအသေးကောင်များအပုံလိုက်နေတတ်သောနေရာမျိုးမှာလူများသည့်အများအပြည့်စကော့တလန်နိုင်ငံသို့အစုလိုက်ဝင်ရောက်လာတတ်ကြ၏သူတို့အားရများသည်အောက်တန်းစားအလုပ်သမားမှတပါအခြားဘာမှမရှိနိုင်ဟုလည်းရစ်ချက်ကနှိမ့်နှိမ့်ချက်ချပြောသည်တကယ်တော့ရစ်ချက်သည်စကော့လူမျိုးဖြစ်ရခြင်းအတွက်မာနတက်နေသူမဟုတ်ပါလောဤနေရာတွင်ရစ်ချက်နှင့်လူစီးသည်အကြီးအကျယ်သဘောကွဲလဲခဲ့ကြသည်သူ၏အိမ်နောက်ဘက်ရွေးချယ်မှုအပေါ်တွင်ရစ်ချက်ကိုလူစုကအပြင်းထန်ဝေဖန်ကြသည်ပြစ်တင်ရှုတ်ချကြသည်ဤကြားထဲမှာပင်သူနှင့်ဖရန်သည်လွန်ခဲ့သော9နှစ်ကာလကတရက်တွင်အတူတူပေါင်းသည့်နေထိုင်ကြရဆုံးဖြတ်ကအပီးပိုင်ထွက်လာခဲ့ကြသည်သူ့အနေဖြင့်အခိုင်အမာဆုံးဖြတ်ထားပြီးဖြစ်သည်ဖြင့်ဖရန်နှင့်အိမ်နောက်ကြရသည့်အတွက်လုံးဝရှက်ချင်းကြောက်ချင်းမရှိခဲ့ဖရန်အားချစ်သည်ဟုသောအတိမတ်တပါတခြားဘာကိုမှမစင်စားခဲ့ဖရန်သည်သူ့ဘက်ကိုနှီးကပ်လာနေပြီးလူစီးသည်လက်တစ်ဖက်ကိုမြှောက်၍ဝေ့ရန်ပြသည်နှုတ်မှလည်းဟယ်လိုအတန်ပေးသည်ဖရန်ကလည်းဟယ်လိုပြန်၍အတန်ပြုသည်ဖရန်သည်အသက်30ရွယ်ဖြစ်သည်အရက်မောင်းမြင့်တော်လဲခဏကိုကကြစ်လင်တောက်တင်ခြင်းမရှိဝိစားစင်ရင်ပုံသည်ဖြစ်ကလတ်တက်ဆန်းနိုင်သည်မျက်လုံးအစုံနှင့်စပင်သည်အညူရောင်မောင်ဒီနိနောက်ကြတယ်ဟုလူစီကပြောသည်4နာရီခွဲရထားမမီလိုက်ဘူးထင်တယ်မောင်မမီတာဘာမှမရှိဘူးဟုဖရန်ကပြန်ပြောသည်မောင်မမီပဲနောက်ကြတာဆိုလို့ဖះရှင်ကိုယ်တခုပဲရှိတယ်သူတို့သည်အတူတွဲ၍အိမ်ဘက်သို့ရှောက်လာကြသည်လူစီမှလိုက်တဲ့ပကံအောက်ခံစားကလေးတွေဝယ်ဖို့မိလာပြန်ပြီထင်တယ်ဟုလူစီကစကားဆသည်ဖရန်ကအဖြေမပေးလူစီမျက်နှာကိုတစ်ချက်မျှငဲ့ကြည့်ပြီးတော့ငြိမ်နေသည်သူဒီနေ့မစ္စတာကိုကုမ္ပဏီသားဆိုင်ပဲရောက်မည်ဟုမနက်ကပြောသွားခဲ့၏အခုကျတော့လူစီမှားလိုက်သောပစ္စည်းကိုမိလာခဲ့ပြန်ပြီသူတို့မိသားစုသည်
ကိုကုမ္ပဏီသားဆိုင်အားပစ္စည်းအကောင်စားများရောင်းချသည့်ဆိုင်မှုအတိအမှတ်ပြုထားကြသူများဖြစ်သည်ထိုဆိုင်မှာဝယ်လင်ဘာပစ္စည်းမဆိုကောင်းမွန်ခိုင်ခန့်သည်ဟုလည်းယုံကြည်နေသူများဖြစ်သည်အခုလက်ရှိအိမ်တွင်သုံးနေသည့်စန္ဒယာမှအစားပြက်ကလေးအစုံ Gold Store ဆိုင်မှာပစ္စည်းများသာဖြစ်၏လာမယ့်တောက်ကြနေကြရင်မောင်ဆက်ဆက်ဝယ်ခဲ့ပါမယ်ကွာဟုဖရန်ကပြောသည်လူစီကနှကမ်းမြကိုမေးလိုက်သည်သူမှားထားသည်မှကြပြီတပတ်လုံးမေးလိုက်ခဲ့သည်မှလွန်လွန်လာသည်ဟုထင်သည်ဖရန်သည်နမောနမက်နိုင်လို့လာ၏အရာရာတိုင်းကိုအလေးနဲ့မထားဘဲနဲ့မေးလာနေသည်ကများ၏မိမိမွေးနေ့နဲ့သားငယ်ပီတာ၏မွေးနေ့ကိုတာမကသူ့မွေးနေ့ကိုပင်သူမေးနေလေရှိသည်မဟုတ်ပါလားသူတို့သည်စားတောက်ခန်းအတွင်သို့ဝင်လာခဲ့ကြသည်အိမ်ရှိဧကန်နှင့်မိဖို့ခန်းကြားရှိစားတောက်ခန်းသည်ခက်ချင်းချင်းဖြစ်သည်တားမိသားဖ၃ယောက်သည်နတာပြင်ပေးထားသည့်လက်ဖေးရည်ပွဲတွင်ဝင်ထိုင်လိုက်ကြသည်ဒီကောင်ကလေးဘာတွေလုပ်နေသလဲဟုဖရန်ကသူ့အားလှဲကြည့်ပြီးတော့မေးသည်ငေါက်သားကကြောက်တိုးတွေစုနေပြန်ပြီဟုလူစီကပေါင်မုံမိခင်ပကံကိုဖရန်ဘက်ကိုတိုးပေးရင်းနဲ့ဖြေသည်ပီတာသည်သူ့အဖေအားကြည့်၍ပြုံးပြီးပြီးလုပ်နေသည်ထိုအခိုက်တွင်အိမ်ရှိမှတကားခောက်တန်ထွက်ပေါ်လာသည်စာဖို့သမားထင်တယ်ဟုပီတာကရည်ရွတ်သည်လူစီကခေါင်းညှိပြလိုက်သည့်အခါပီတာသည်အိမ်ရှိစီသို့ပြေးထွက်သွားသည်ခဏမြအကြာတွင်စာတစောင်းကရေးပြန်ရောက်လာသည်မမေစာပြလူစီကစာကိုလက်ယူပြီးတော့ဖောက်ခါအတွင်းမှစာကိုထုတ်ဖက်နေသည်ဘဒုစီကလည်းအဲရစ်စီကလာဟုဖရန်ကမေးသည်ဘာတဲ့လဲအခုသူဘာတွေလုပ်နေပြန်ပြီတဲ့လဲစာထဲတွင်စိတ်ဝင်စားနေသောလူစီသည်ဖရန်၏မိကုန်းကိုမကြားသို့တော်လည်းလူစီလက်ထဲမှာပင်စာသည်ဖရန်ထင်သလိုအဝတ်ထံမဟုတ်အန်နာစီကစာဟုလူစီကပြောကစာကိုစပွဲကိုချထားလိုက်ပြီးတော့ရွှင်မြူးသောမျက်နှာထားဖြင့်ဖရန်အားလှည့်ကြည့်သည်အန်နာအလဲလာလိမ့်မယ်လီဖန်ဖိုးကနေပြီးတော့ဂျိုးကမြင့်ရထားနဲ့လိုက်ဖို့ပြီးလိမ့်မယ်လာမိကြတာပြီးနေရောက်မယ်အန်နာလာမယ်ဟုတ်လားဟုဖရန်ကစိတ်ရှုပ်သွားသည့်လေတံပြေရည်ရွတ်သည်စာကိုလမ်းကြည့်ပြီးတော့မကြည်မလင်မျက်နှာထားဖြစ်ဖက်ကပြန်ချထားလိုက်သည်မင်းကဘာဖြစ်လို့သူ့ကိုလာဖို့ခေါ်ရတာလဲကွလူစီကဖရန်၏အပြုတ်မှုနှင့်အပြောဆိုများအပေါ်မနှစ်သက်သည့်မျက်နှာထားပြီးပြန်ကြည့်သည်အန်နာဟာရှင့်ရဲ့နှမဝမ်းကွဲဆိုတာရှင်းမိသွားပြီလားဟုလူစီကမလို့ဓမ္မတန်ဖြစ်ရည်ရွတ်သည်သူ့ကိုဒီအိမ်မှာတည်င်းတစ်ဖက်လောက်တော့တဲခွက်ပြီးတာကယဉ်ကျေးမှုတစ်ခုပဲမဟုတ်လားဖရန်ရဲ့အဲဝိဂျီမွန်ရာကရောမကြဘူးလားဘာအဲဝိဂျီမွန်နာလေလက်ကားနေရင်ထိုင်အိမ်ထဲမှာစကားတွေများပြီးရှုပ်ကြအောင်မယ်မဟုတ်သေးပါဘူးဖရန်ရဲ့ရှင်ဘယ်လိုပြောလိုက်တာလဲဟုလူစီကပြန်ပြောသည်ရှင်ဖဲဘက်ကိုသွားတော့ကအန်နာတို့သားဖကရှင့်အပေါ်အဲဝိဂျီမွန်ခဲ့တာကိုမေ့သွားပြီလားအဲ့ဒီတုန်းကသူတို့အိမ်မှာပြဿနာတွေတက်ခဲ့ဘူးလို့လားရှင့်ကိုလက်ခံထားခဲ့ရတာ3လတောင်ကျော်သေးတယ်မဟုတ်လားအဲ့ဒီတုန်းကသူတို့စီကိုသွားတာဟာသူတို့အလုပ်ကိစ္စနဲ့သွားခဲ့ရတာဒါကြောင့်မို့သူတို့စီမှာခဏတစ်ဖြူတဲခဲ့ရတာအန်နာကြောက်တော့စိတ်မရှုပ်ချင်ဘူးလူစီကျမစိတ်ရှုပ်ခံမှာပေါ့ဟုလူစီကပြောတယ်ရှင်သိထားဖို့တခုကကျမဟာအန်နာကိုမြင်တော့မှမြင်ဘူးခဲ့တာမဟုတ်ဘူးကျမသူ့ကိုသိချင်တယ်တွေ့ဘူးချင်တယ်အဲ့ဒါပဲသိစီရဘာမှမလိုပါဘူးကွာဟုဖရန်ကဒေါသတန်ပြင်ပြောသည်သူ့ကိုငါအိမ်မှာလက်မခံချင်ဘူးရှုပ်လာမဲ့ပြဿနာတွေကိုလည်းငါမကြားချင်ဘူးမသိချင်ဘူးလူစီကမျက်မှောက်ကိုရွေကြည့်သည်သူ့ယောက်ျားသည်သူ့ဆန္ဒတစ်ခုတည်းသို့သာကြည်၍ပြောနေခြင်းဖြစ်၏တကယ်တော့သူ့ယောက်ျားသည်မိမိ၏မုတ်စေအပေါင်းအသင်းများနှင့်ခင်မင်ရင်းနှီးလိုသောစိတ်ကိုပင်ဆန့်ကျင်နေပြီဖြစ်၏သူ့ယောက်ျားသည်မိမိကိုပါလူအများနှင့်ဝေးသွားအောင်ကင်းကွာသွားအောင်လုပ်နေပြီဟုပင်ထင်မိ၏ဤပုဂ္ဂိုလ်သည်မိမိအားသူ့ဆွေမျိုးများနှင့်ပင်အဆက်အသွယ်ကင်းမဲ့သွားစီလိုသောဆန္ဒရှိနေပြီထင်၏ထွေတွဲဝင်လာသည့်အခါတွင်မူလူစီသည်သူ့ဒေါသကိုမထိန်နိုင်အောင်ဖြေရ၏ဖေရဒီအိမ်မှာအန်နာကိုတိတ်ကိုခွင့်ပေးတာလေးကြောင့်အနေရဖြစ်เสียအကြောင်းရှိလို့လားရှင်ဟာရှင့်မိတ်ဆွေပေါင်းတဲ့သူကိုလည်းအယောတဝေမနေချင်ဘူးကိုညီရဲ့ကိုမောင်နှမချင်းတော်မှအဖက်မလုပ်ချင်ဘူးရှင့်အနေနဲ့အဝိကြတော့လေဖုန်ကြီးတစ်ပါးဖြစ်နေလို့တယော်တယ်ဂျိုးကြတော့လေအရက်ဆိုင်ရှင်မို့လို့သဘောမကျဘူးကဲအခုအန်နာကြတော့ကောဘာဖြစ်လို့လဲစိုးစမ်းမအောင်ဖုန်ကြီးနဲ့အရက်ရောင်းသမားတဲ့ဟာတော်တော်ကိုအတွဲညီပါတယ်ဟုဖရန်ကမလို့ဓမ္မတန်ပြည့်ရည်ရွတ်သည်ဒီလူတွေကငါ့အတွက်ဘာမြဲကောင်းတာလုပ်ပေးခဲ့ဘူးတလဲတခြားလူတွေအတွက်ကောဘာတွေမြဲကောင်းတာလုပ်ပေးခဲ့ဘူးလို့လဲတော်ပြီကွာမင်းကငါထပ်ပြောလိုက်မယ်ငါအိမ်မှာအန်နာကိုလက်မခဲမှုဒါပဲဘာကြောင့်ရှင်ကလက်မခံကျင်တာလဲ
မသိဘူးကွာငါသူ့ကိုဒီအိမ်မှာလက်မခံခြင်းဘူးအဲ့ဒါပဲသိတယ်လောကကြီးမှာဘယ်သူမှချွန်းချက်ကိမဲတဲ့သူမရှိဘူးဆိုတာရှင်တတိထားမိရဲ့လားရှင်ကိုရှင်ရောစမ်းစစ်ကြည့်ပြီးပြီလားရှင်မှာကောချွန်းရင်ချက်တွေအားနည်းချက်တွေမရှိဘူးလို့ပြောနိုင်သလားအဲ့ဒီသဘောထားကိုရှင်လက်မခံနိုင်တဲ့အံ့ဩစရာပဲဒါကတော့ငါပြောပြနေစရာမလိုမင်းတင်တဲ့ကိစ္စပဲမင်းငါ့ကိုလက်ထပ်ခဲ့တယ်မဟုတ်လားလူစီသည်အောက်နှခမ်းကိုကပ်၍ငြိမ်နေသည်စာဖို့သမားရောက်လာပြီးတကားခောက်သည်ထို့နောက်စာတဆောင်ပေးသွားသည်စာသည်ဖရက်၏ညီမဝန်ကထက်မှစာဖြစ်၏ဖြစ်ရဲ့မှဤမြတာဖြစ်၏မိမိအနေဖြင့်အပြစ်ကြီးကြီးမားမားဘာတစ်ခုမှလုပ်ခဲ့သည်မဟုတ်မိမိအနေဖြင့်မိမိယောက်ျား၏ညီမဝန်ကအနာခေတ္တထံစာတဆောင်ရေးခဲ့မိ၏ထိုစာထဲတွင်မိမိတို့ထံရဲ့အနေငယ်များလာရောက်နေထိုင်ပါဟုဖိတ်ခေါ်ခဲ့မိသည်ထိုကိစ္စသည်ခွင့်မလွတ်နိုင်အောင်ကြီးမားသည့်ပြစ်မှုတစ်ခုလားအန်နာသည်လီဗင်ဖို့မြို့တွင်မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်လွန်ခဲ့သော10နှစ်ခန့်ကမှသူ့ဖခင်နှင့်အတူအိုင်ယာလန်နိုင်ငံသို့ပြန်သွားခဲ့ခြင်းဖြစ်၏အန်နာ၏ဖခင်မှာဖရန်ပိုင်လင်းတော့နှင့်ဂက်စတယ်ကိုစလေဌာနတွင်ဖက်ဆက်ပါဝင်ခဲ့သူဖြစ်သည်ထို့နောက်လည်းလုပ်ငန်းကိုအနည်းငယ်ကြီးကျယ်နိုင်ရန်ဖက်ဖက်မြို့ကိုပြောင်းရွှေ့အခြေချခဲ့ကြခြင်းဖြစ်သည်ယခုအခါတွင်မူအဖိုးအိုဂက်စတန်သည်ကွယ်လွန်သွားခဲ့ပြီဖြစ်၏အန်နာသည်ဖခင်ကွယ်လွန်ခဲ့ပြီးနောက်သူတို့ပိုင်မြေယာများကိစ္စရှင်းလင်းရန်အိုင်ယာလန်သို့ပြန်၍လင်းတော့နှင့်ညှိနှိုင်းဆောင်ရွက်ခဲ့သည်ထို့နောက်လီဗင်ဖို့မြို့ရှိဂျိုးတန်သွားရောက်ကသတင်းနှစ်ပတ်ကြာမှနေထိုင်ခဲ့သည်သူ့အနေဖြင့်ဖိုတူရန်စိတ်ကမ်းမြို့၌နေထိုင်လျက်ရှိသူအဝိထံသို့လည်းမသွားဘဲနေလိမ့်မည်မဟုတ်သူဆိုလျင်သူသည်အဖင်လန်မြို့သို့မလာဘဲနေလို့ရပါမည်လောအမှန်တော့ဤကိစ္စသည်လူမှုဆက်ဆံရေးအရာယဉ်ကျေးဖော်ရမှုကိုဖော်ပြခြင်းများသာဖြစ်၏ထို့ပြင်သည်မိမိတို့ဘက်မှထောက်ထားစရာတစ်ခုကရှိထားသည်လွန်ခဲ့သော9နှစ်ကဖရန်သည်ဖက်ဖက်မြို့သို့သွား၍မကြမ်းဖြစ်နေသောအဖိုးအိုဂက်စတန်၏ကိုစလက်ဌာနလုပ်ငန်းများကိုတာဝန်ယူကြီးကြပ်ပေးခဲ့ရသည်ထို့စဉ်ကဖရန်သည်အန်နာတို့အိမ်၌3လကျော်မှနေထိုင်ခဲ့ရသည်ဖြစ်ရာညီမဝမ်းကွဲတော်သူအန်နာ၏အဝိကြေမှုကိုရယူခဲ့သည်မဟုတ်ပါလောထိုအချိန်ကမိမိသည်ဖရန်အတွက်များစွာစိတ်အေးခဲ့ရ၏ဖရန်၏နေထိုင်စားသောက်ရေးများအတွက်ပူပန်သောကမရောက်ခဲ့ရာဟိုတယ်နေတဲကိုရိတ်တများ၌သာတဲခဲ့ပါမှုဖရန်သည်အနီးအစားစီးရင်ချင်းတံများကိုခံရမည်ဟုမှလွယ်ထို့စဉ်ကအန်နာကျေးဇူးသည်မိမိအပေါ်၌ရှိခဲ့သည်ဟုမိမိကခံယူထား၏ထို့ကြောင့်လည်းမိမိဘက်ကအတုတ်အလှဲပြန်ပြုသည့်သဘောဖြင့်အန်နာအားအိမ်၌တဲရန်ဖိတ်ခေါ်လိုက်မိခြင်းဖြစ်သည်တကယ်တော့မိမိအနေဖြင့်မလုံးမဖြစ်သည့်တာဝန်တစ်ခုဟုမြင်ထားသည်ဖြစ်ရာယခုကဲ့သို့ဖရန်ကကန့်ကွက်လာသည့်အခါများစွာဒေါသဖြစ်မိသည်သို့တယ်လေသူသည်နှကမ်းများကိုတင်းစိတ်ကသူ့စိတ်ကိုချုပ်တင်းထားသည်သူရှာပေါ်၌ရှိနေသည့်ဒေါသပါသောစကားလုံးများကိုပါပါဇက်မှထွက်မသွားအောင်အတင်းအဓမ္မပိတ်ထားသည်အတန်ကြာမှညှိစိတ်နေသည်ထို့နောက်ဖရန်သည်ထိုင်ရာမှဖြင်းညစ်စွာထားရသည်သူအိတ်ကက်ထဲမှစီကရက်ဘူးကိုထုတ်၍ဆက်လေးတလေးကိုမီးညှိပြီးတော့ဖွာသည်လူစီယာတစ်ချက်မှလှည့်ကြည့်လိုက်ပြီးတော့ဒီနေ့အလုပ်တော်တော်များတယ်ဟုပြောသည်တင်းမာမှုဖေပြောက်သွားစေရန်လေပြေထိုးခြင်းဖြစ်သည်ကိုလူစီကနားလည်သည်သူသည်ချက်ချင်းပင်စောစောကပြဿနာကိုမေးပြလိုက်သည်ထိုအကြောင်းကိုထပ်မပြောမိရန်တတိထားမိဟုလည်းဆုံးဖြတ်လိုက်သည်သို့တော်လည်းလေးမပန်းနဲ့စွာဖြင့်စကားတခွန်ပြောသည်မစ္စတာလင်းတော့နဲ့တော့ဟိုအကြောင်းတိုင်ပင်ကြည့်အောင်မှဖြစ်မယ်ဖရန်ကအံ့အားသင့်သွားသည်မျက်နှာထားပြီးလှည့်ကြည့်သည်ဘာအတွက်လဲဟုမေးသည်ရှင်နောက်ကြတော့သိလာမှာပေါ့ကျမသူ့ကိုလာမဲ့အပတ်ထဲမှာညစာဖိတ်ကြွေးပြီးတော့တိုင်ပင်ရမှာပဲဖရန်သည်စပွဲပေါ်မှာပကံများကိုသိဆဲရှင်းလင်းနေသောလူစီအားအတန်ကြာမှစိုက်ကြည့်နေသည်ထို့နောက်တော့သူ့အကြည့်သည်ပရင်းပေါက်စီသို့ရောက်သွားသည်အပြင်ဘက်တွင်ဒီရီကျသွားခဲ့လေပြီ၆သွေ့တင်းမှန်နေသောတဲတောင်ပြင်ပေါ်တွင်ကလေးသူငယ်တချို့ကစားနေကြသည်ဝိုင်းကြီးပတ်တူဝကစားနေကြခြင်းဖြစ်၏သူ့သားပိတာသည်အိမ်ထဲမှလစ်ထွက်ကထိုကလေးအုပ်စုထဲရောက်နေပြီသူသည်ကလေးများကစားနေကြသည်ကိုအမတ်တမဲ့ငေးကြည့်နေသည်သူငယ်ငယ်တုန်းကအေးကစားနည်းမျိုးကစားခဲ့ဘူးသည်ကိုသတိရနေသည်ယခုကျတော့အဖြစ်ပြက်တွေကမြန်ဆန်လွန်းလာ၏အချိန်တွေကလည်းအကုန်မြန်လွန်းလာ၏
အန်နာလာမီကိစ္စသည်သူ့ကောင်းနှင့်ပြန်ဝင်လာသည်ဤရဲ့အကြောင်းကိုတွေ့ရသည်မှာစိတ်မကြည်မလင်ဖြစ်เสียကောင်းလာကြသည်သူကတော့အန်နာအားသူ့အိမ်တွေတဲခိုခွင့်မပေးလို့ညနေခင်းကတော့တာရ၏သူအပြင်ထွက်ပြီးတော့မျက်ဖြတ်ရလျင်ကောင်းနေမလားအိုးမနှက်ဖြန်မှပဲလှုပ်တော့မယ်သူသည်ပဒင်းမောက်နာမှဆိုဖာတွင်ဝင်ထိုင်က secret တလိပ်ကိုမီးညှိပြီးတော့ဖွာပြန်သည်မီးတရရဲ့တောက်နေသောဆက်လက်ကိုစိုက်ကြည့်နေသည်လင်းတော့ကတော့အဲ့ဒီစိတ်ကိုအတိုင်လုံးမဲ့သဘောရှိနေတယ်လူစီကဖရန့်စကားကိုကြားလိုက်ရသည့်အခါသူလုံးလက်စအလုပ်ကိုလှည့်ရ၍ဖြက်ကနေလှည့်ကြည့်သည်ဤကိစ္စမှာလူစီကိုယ်တိုင်လည်းအထိုက်လျောက်သိထားသောကိစ္စဖြစ်သည်လွန်ခဲ့သော၈နှစ်ကတည်းကတည်ထောင်ခဲ့သောကုမ္ပဏီသည်လင်းတော့ပိုင်ကုမ္ပဏီဖြစ်၏သို့တော်လည်းလုပ်ငန်းစကလေးကပါဝင်လာခဲ့ရသောဖရန့်အဖို့ဤလုပ်ငန်းကိုသူ့လုပ်ငန်းဟုဆိုလျင်လည်းမှားနိုင်စရာမရှိဟုလူစီကယူဆသည်လင်းတော့၏ကုမ္ပဏီသည်အာရစ်နိုင်ငံထွက်ကုန်ပစ္စည်းများကိုသာအဓိကထား၍တင်သွင်းရောင်းချခဲ့၏ယခုကတွင်မူလင်းတော့ကသူ့လုပ်ငန်းကိုချဲ့တွင်လုပ်ကိုင်ရန်ဆန္ဒရှိလာခဲ့သည်အထူးသဖြင့်ဟော်လန်နိုင်ငံမှထုတ်လုပ်နေသည့်မာရာဂျင်ခေါ်ထောပတ်ထုတို့တင်သွင်းရောင်းချရန်စဉ်းစားစီစဉ်လာခဲ့သည်လူစီအနေဖြင့်ထောပတ်တုဟုခေါ်သောကုန်ပစ္စည်းကိုသိပ်ပြီးတော့နှစ်သက်ခြင်းမရှိသို့တော်လည်းလုပ်ငန်းတိုးချဲ့ခြင်းကိုမူသဘောကျသည်သူသဘောကျသည်မှလည်းတခြားကြောင့်မဟုတ်လုပ်ငန်းတိုးချဲ့လာလျင်သူ့ယောက်ျားဖရန့်၏ချေနေသည်တိုးတက်လာစရာရှိနေသည်မဟုတ်ပါလားဖရန့်၏လက်ရှိအဆင့်ကတော့ဖရန့်သည်လင်းတော့တို့ဂက်တယ်တို့နှင့်အတူတူတွဲ၍အလုံးလုံးနေသည်ဟုပြောနိုင်ရုံမှသာရှိ၏အမှန်တော့တင့်တော်လုံလောက်သည့်လစာဖြင့်အလုပ်ရှင်များ၏ယုံကြည်စိတ်ချမှုကိုရရှိနေသောအလုပ်သမားတဦးမျှသာဖြစ်ချေသည်တကယ်တမ်းပြောကြမည်ဆိုပါကကော်မတီ၏နယ်လက်အယောင်ကိုယ်စားလှယ်တဦးမျှသာဖြစ်၏လူစီကတော့ဖရန့်အားလက်ရှိအနေရထားတဲ့အဆင့်ပိုမြင့်စေခြင်းသည်ယခုအဆင့်ထက်ပို၍အရေးပါရန်ရောက်သည့်တာဝန်တစ်ခုကိုယူထားရသောလူတစ်ယောက်ဖြစ်စေခြင်းသည်ထို့ကြောင့်လည်းသူ့ဖက်သာသူစိတ်ကူး၍အစဉ်စဉ်တစ်ခုချထားခဲ့သည်ထိုအစဉ်စဉ်ကိုလူစီကဖရန့်အားထုတ်ဖို့ပြပြသည့်အခါသူစဉ်းစားပါဦးမည်ဟုသာအဖြေပေးခဲ့၏သို့တော်လည်းသူ့အစီအစဉ်တိုင်းမလုပ်ဘဲရှောင်လွှဲရန်ဖရန့်အားထုတ်နေသည်ကိုလူစီကသိနေသည်အေးဘော့ကွယ်မောင်စဉ်းစားပါမယ်အချိန်တော့ပေးအောင်မပေါ်ဟု၎င်းမောင်မရက်ပင်ကြရင်လင်းတော့ကိုငင်းခိုင်းထားတဲ့အတိုင်းပြောပြပါမယ်စိတ်ချပါဟု၎င်းအဖြေများပေးခဲ့သည်လက်တွေ့တွင်မူကလင်းတော့အားလေးတန်တစ်ချက်ကလေးမှမဟာခဲ့သည်ကိုလူစီကရိပ်မိနေသည်လူစီသည်ဖရန့်၏မျက်နှာကိုစစ်စစ်ကြည့်၍အကဲခတ်သည်ထို့နောက်ဒီကိစ္စဟာလူစီတို့ရဲ့ဘဝကိုလည်းတိုးတက်လာစေမယ့်ကိစ္စလို့ထင်ရင်ဖရန့်လူစီအနေနဲ့ထောပတ်တို့ကိုလုံးဝစိတ်ဝင်စားပါဘူးထောပတ်အစစ်မှမဟုတ်တာဘာဖြစ်လို့စိတ်ဝင်စားရမှာလဲလူစီတို့အိမ်မှာသုံးဖို့လုံးဝစိတ်မကူပါဘူးဒါပေမဲ့ဒီလုပ်ငန်းကြောင့်လူစီတို့မှာတိုးတက်စရာရှိလာမှာဆိုတော့ဟုပြောသည်ဟုတ်ပါတယ်လေစိတ်ကူးကလည်းကောင်းတယ်ဟုဖရန့်ကအလိုက်တင်ပြန်ပြောသည်လင်းတော့ကအမြင်ကျဲတဲ့သူပဲမောင်ကလည်းသူ့ပစ္စည်းကိုတွင်ကျင်အောင်ရောင်းပေးနိုင်မှာပါဤမြတာပြောပြီးတွင်ဖရန့်သည်ငြိမ်စိတ်သွားထိုင်၍ပရင်းပေါက်မှမြင်နေရသည်ကမ်းခြေတဲတောင်ပြင်စီသို့ငေးကြည့်နေသည်အေစီမကလေးနတာသည်ပီတာအားသွား၍ခေါ်နေသည်ကိုမြင်နေ၏ထို့နောက်တော့တစုံတစ်ခုရောက်အလာကိုမျှော်လင့်ဆောက်စားနေသည့်မျက်နှာထားဖြင့်တွေ့ဝေငေးမောနေပြန်သည်ဖရန့်ဟန်သည်အမြဲတစေဤပုံအတိုင်းပင်ဖြစ်၏တခုခုရောက်အလာကိုမျှော်လင့်ဆောက်စားနေသည့်ပုံမျိုးဖြစ်သည်အနှဲငယ်များစိတ်လှုပ်ရှားနေခြင်းကို၎င်းစိုးရိမ်ကြောင့်ကြမှုရှိနေခြင်းကို၎င်းသူ့မျက်နှာဖော်ပြနေလေရှိ၏သူ့မျက်နှာထားသည်တနေ့နေ့တစ်ချိန်ချိန်တွင်သူ့အပေါ်ဘေးအန္တရာယ်ဆိုးတစ်ခုကိုကြားရောက်လိမ့်မည်ဟုအထင်ရောက်ကကြောက်လန့်နေသည့်နေရှိသည်လူစီကတော့သူ့ယောက်ျားတွေ့တွေ့ငင်းငင်းနေထိုင်နေသည်ကိုမြင်ရတိုင်းနားမလည်နိုင်အောင်ဖြစ်ကခေါင်းတရင်းရင်းလှုပ်တတ်သည်လူစီအနေနဲ့ဖရန့်၏နေပုံထိုင်ပုံများကိုသဘောမကျဖရန့်ဟာတွက်လက်ဖြစ်လက်သောလူတစ်ယောက်ဖြစ်စေခြင်း၏နမောနမတ်နိုင်နေခြင်းကိုပြင်စေခြင်း၏သူ၏ငင်းငယ်ငယ်နေထိုင်မှုစိတ်ညှိုးငယ်မှုနှင့်အရေးလက္ခဏာများမှနှင့်သူ့ကိုယ်သူယုံကြည်မှုစသည်တို့သည်လူစီအဖို့စဉ်းစားတွေးတောစရာများဖြစ်နေရ၏အထူးသဖြင့်ရွှေရွှေလန်းလန်းနေထိုင်တတ်သောအလေးခြင်းမရှိသည်ကိုလူစီသတိပြုမိသည်တခါတရံတွင်ဖရန့်သည်မိဖို့အနီးတိုင်းမလုံမရှက်ထိုင်ကမီးတောင်များစီသို့ငေးကြည့်နေတတ်သည်ကိုလည်းအစဉ်အမြဲလိုမြင်တွေ့ရနှင့်တက်နေသည်ဖရန့်၏အားနည်းချက်တစ်ခုမှာမိတ်ဆွေအပေါင်းအသင်းများများဆဆမရှိခြင်းဖြစ်သည်
သူသည်မိတ်ဆွေရှားရန်နှင့်မိတ်ဆွေဖွဲ့ရန်အလွန်ဝေလေးသူဖြစ်၏သူအရင်းနှီးဆုံးဟုသတ်မှတ်ထားသူများမှာလန်စတုန်းတောအုပ်အတွင်းမှရုံထောင်သမားတစ်ယောက်လမ်းပြန်လို့သမားတို့ဦးနှင့်လီယုံမအဖိုးကိုဖိုးဝီတို့ဖြစ်ရာလူစီအဖိုးအထူးဆန်းတစ်ခုဖြစ်ခဲ့ရ၏အခုလည်းသိန်းစရာရှိသည်များသိမ်းပြီး၍လူစီအခန်းထဲပြန်ဝင်သားသည့်အခါဖရန်သည်သူစောစောကထိုင်နေသည့်ဆိုဖာပေါ်မှာပင်အေးအေးဆေးဆေးထိုင်နေသည်ကိုတွေ့ရသည်လူစီသည်ဖရန်၏ဘေးတွင်ဝင်ထိုင်လိုက်သည်ကဲဘလို့လဲဆရာကြီးရဲ့ဟုလူစီကစကားဆသည်ဒီနေ့ညနေထုတ်သတင်းစာမှာဘာသတင်းတူးတွေများပါသည်လေမောက်ရမယားကိုအတိမပေးတော့ဘူးလားယင်ဖရန်သည်စိတ်မပါတပါဖြင့်သူယူလာသည့်ညနေထုတ်သတင်းစာကိုကောက်ယူလိုက်သည်သတင်းများကိုဖတ်ပြလိုက်ဝေဖန်လိုက်သူ့ထင်မြင်ချက်များကိုပြောလိုက်ပြီးတော့မှလူစီသဘောထားကိုမေးလိုက်နှင့်အလုံးရှုပ်လျက်ရှိသည်နောက်ဆုံးကြတော့ဖတ်စရာသတင်းကုန်သွားသည်ဖရန်သည်လက်ထဲမှသတင်းစာကိုခောက်၍စပွဲပေါ်သို့ပစ်တင်လိုက်သည်စာအုပ်တအုပ်လောက်ဖတ်မပြတော့ဘူးလားမဟုလူစီကလက်ထဲရှိအမှန်အချီကျိုးကိုပါဇက်နှင့်ကိုက်ဖြစ်လိုက်ရင်းနဲ့ပြောသည်သို့တော်လည်းဖရန်သည်စာအုပ်ဖတ်ဖို့ကြတော့လုံးဝဝဒနာပါသူမဟုတ်အပတ်စဉ်ထို့အပေါ်စားကြနေလို့စာအုပ်မျိုးမှတပါအခြားဘာစာအုပ်ကိုမှစိတ်မဝင်စားသူသည်ဆိုဖာပေါ်ကောင်းတွင်မှီလိုက်ပြီးတော့မောင်ခဏလောက်နားပြရစီအောင်ကွာဟုပြောသည်မောင်ရိပ်များသည်အခန်းထဲသို့ဝင်ရောက်လာနေသည်ဖရန်သည်လူစီမျက်နှာကိုစိုက်ကြည့်နေသည်လူစီဘာမှမမြင်ရတော့ဘူးဟုလူစီကပြောပြသည်လူစီမှန်ရင်ထွန်းလိုက်အောင်မယ်နော်ဘာလို့ဖို့လဲအချစ်ရေဟုဖရန်ကပြောသည်ချုပ်စရာတွေရှိသေးတယ်လေဒီညအဖို့တော်တော့ပါပြီကွာပြောဆူဆူဖရန်လက်တက်ဖက်သည်လူစီပကုံးကိုဖတ်လိုက်သည်ထို့နောက်လူစီအားပွေဖက်ကသူ့ဘက်သို့ဆွဲယူလိုက်သည်လူစီသည်အလိုက်တင်လိုက်ပါသွားသည်ယခုလိုကြပြန်တော့လေလူစီသည်ကျဉ်နဲ့ကျဉ်တားရခြင်းနှင့်ပျော်ရွှင်ခြင်းများကိုရရှိခံစားရပြန်၏တကယ်တော့သူသည်ဖရန်ဟာချစ်သည်မဟုတ်ပါလားအန်နာရောက်နေတော့မှတော့မဟာအခုလိုနေဖို့မဖြစ်ဘူးနော်ဟုလူစီကရွှေမျိုးသောလေတံပြေပြောသည်ဖရန်သည်တစုံတရာပြန်၍ပြောရင်ဟန်ပြင်းသည်သို့တော်လည်းသူမပြောဖြစ်ပြောကျင်တော်လဲပြောနိုင်ဖို့အခွင့်အလမ်းကပိတ်သွားပြီးရုတ်တရက်ချက်ချင်းပင်လူစီ၏နှွေးထွေးသောနှခမ်းများသည်သူ့ပါများထက်သို့အဆက်မပြတ်ကြားရောက်လည်နေပြီမဟုတ်ပါလောထို့နောက်လူစီနှုတ်မှနှစ်ကိုကြားလေတံပြေပြောလိုက်သည့်စကားလူစီလေးမောက်ကိုသိတ်ချစ်တယ်လူစီသိတ်ချစ်တယ်ဆိုတာမောင်သိပါတယ်နော်